တခါတော့စားရကုန်တော့ကွာကိုအောင်စားမီပဲလောမိုက်ခရိုဝေ့နဲ့กินရတယ်မီပဲလောဒီချင်းနဲ့စားမှာညစားပါခင်ဗျာခောက်သက်ပြုတ်ကျင်သားနဲ့ပြုတ်ထားပါတယ်အင်းနုနွယ်ကျင်သားပြီးအယိုးပြုတ်ရည်နဲ့ပြုတ်ထားပါတယ်ခင်ဗျာဒါထမင်းချက်ပါထမင်းနဲ့ထက်မဲ့ပဲပါဒီပဲပါဒီပဲဒါ150ပြ135နာတကီလိုဘွဲပေါ့ဒါအစိကြီးတယ်ဒါအလမုံဒါ40 50ပဲ40ကျော်ပါပြီးကင်းတဲဝယ်လာပါတယ်ခင်ဗျာဒါညတမင်းစားပြီးတော့ဒီချင်းစားတာပါဒါသူ့music ဒီ music ထည့်တာဒီ music ထည့်တာတိတ်မကြိုက်ဘူး music ပြောင်းမယ်